အမြဲတမ်း free ပေးနေတာ crash လေးပေါ်ထားတဲ့မြစ်တာတွေပြီးရင် honor gain ရဲ့ skin တွေပဲရှိပါသည်ဒီနေ့မှာတော့2026ခုနှစ်ရဲ့ January လအတွင်း free ပေးဖို့ရှိနေတဲ့ skin တွေအကြောင်းကိုအနည်းငယ်လေး spoil လုပ်ပေးသွားမှာဖြစ်ပါသည်ပထမဆုံး free ရောက်မှာကတော့ Lian ရဲ့ Highland Philo skin ဖြစ်ပါသည်ဒီ skin ကတော့ event တစ်ခုအနေနဲ့လာမှာဖြစ်ပြီးထုံးစံတိုင်း event task လေးအနည်းငယ်လောက် event coin လေးတွေစုပြီးတော့လဲရမှာဖြစ်ပါသည်သူရဲ့ free skin event လာမယ့်ရက်ကနေ January လ15ရက်နေ့28ရက်နေ့အထိလာမှာဖြစ်ပါသည်ဒီရက်အတွင်း game နဲ့ဝင်တယ်လို့မျိုး run ဆော့တယ်လို့မျိုး event task လေးတွေပုံမှန်လုပ်သွားရုံနဲ့ Highland Philo skin ကိုရရှိနိုင်မှာဖြစ်ပါသည်skin ရဲ့ design color မှာတော့ street fashion နဲ့ထုတ်ပေးထားပြီး skin effect ဒီမှာလေးအနည်းငယ် design color ပြောင်းပေးထားတာကိုတွေ့ရမှာဖြစ်ပါသည် free skin ဖြစ်တာမို့ walking animation တွေ record တွေတော့ပါမလာသေးပါဘူးဘယ်လိုပဲဖြစ်ဖြစ် free ရမှာဆိုတော့တန်တယ်ပဲပြောရပါမယ်နောက်ထပ် free ရောက်မဲ့ skin ကတော့ Saras ရဲ့ blueprint matcha skin ဖြစ်ပါသည်ဒီ skin ကတော့ January လရဲ့ honor pass မှာပါဝင်လာမဲ့ skin ဖြစ်ပါသည် honor pass မှာပါတဲ့ skin ဆိုတော့ honor pass ဝယ်မှာဒီ skin ကိုရမှာလာလို့မေးစရာရှိပါလိမ့်မယ်လုံးဝဝယ်စရာမလိုပဲ free ရမှာပါ honor pass တဲက event test တွေလုပ်သွားရင်းနဲ့ honor pass level တွေတဖြည်းဖြည်းမြင့်လာပြီးတော့တတ်မှတ်လာတဲ့ level ကိုရောက်တာနဲ့ blueprint matcha skin ကို free ရရှိမှာဖြစ်ပါသည်သူရဲ့ skin ကတော့အပြာရောင်ကာလာနဲ့ Chinese ရှောင်းကိုကိုအထာလာတာပါဒီ skin မှာတော့ skin effect တွေအတော်လေးပြောင်းလဲထားပြီးအပြာရောင် tree effect တွေနဲ့အတော်လေးမိုက်တယ်လို့ပြောလို့ရမယ် skin မှာဒီ skin ကလည်း honor pass မှာ free ရမှာဆိုတော့ honor skin ဆော့ရတာပြောစရာမလိုအောင်တန်နေတယ်လို့ဆိုရပါမယ်သုံးခေါက်မြောက် free ရောက်မဲ့ skin ကတော့ Dan ရဲ့ Boreas Blade skin ပဲဖြစ်ပါသည်ဒီ skin ကလည်း honor pass နဲ့အတူပါလာမှာပါဒီတော့ဒီ skin ရဖို့ honor pass လေးတော့ဝယ်ထားဖို့လိုပါမယ်ခုနကပြောခဲ့တဲ့ skin တုန်းကလို့ honor pass mission တွေလုပ်မယ် level တွေတက်လာမယ်သူ skin ရဖို့တတ်မှတ်ထားတဲ့ level ရရင် skin ကိုရမှာဖြစ်ပါသည်ဒါပေမဲ့တခုအရန်ကောင်းတာကအဲ့ဒီ Dan skin က honor pass level 1မှာကလေးကရရှိမှာဖြစ်ပါသည် skin design ကတော့တရုတ်တိုင်းကားတွေကဓမြရုပ်နဲ့ထွက်လာမှာဖြစ်ပြီး skin effect ကတော့ color နဲ့ငယ်ပြောင်းပြီးထားတာကိုတွေ့ရမှာပါဘာပဲဖြစ်ဖြစ် honor pass ဝယ်တာနဲ့ရမှာဆိုတော့ဒါကလေးယူသင့်ပါသည်တည်ထားရသလောက်နောက်ဆုံးရရှိမဲ့ skin ကတော့ Faye ရဲ့ Stellar Vigilante skin ပဲဖြစ်ပါသည်ဒီ skin ကလည်း honor pass နဲ့အတူပါလာမှာဖြစ်ပြီး honor pass လေးတော့ဝယ်ထားဖို့လိုပါလိမ့်မယ်ဒီ skin ကိုတော့ honor pass level 8ရောက်ရင်ရရှိမှာပါ honor pass ဝယ်ထားပြီးတော့ mission လေးတွေလုပ်ရုံနဲ့ skin effect ရော skin effect ရော share လန်းတဲ့ skin ကိုရရှိမှာဖြစ်တာမို့လို့ honor pass ကလည်းဝယ်ရတာအရန်တန်ပါလိမ့်မယ်သူရဲ့ honor pass level 80 skin မှာဆိုရင်Galaxy Hero ပုံစံနဲ့လာပြီး skin effect ဒီမှာဆိုရင်တော့ Space Blue Color skin effect တွေ Black Hole တွေနဲ့အတော်လေးလာတဲ့ skin တစ်ကောင်ပါ honor pass ဝယ်ပြီးရင်တော့ level 80အထိရအောင် mission တွေလုပ်ပြီးမှရမယ့် skin မို့တော်ရုံလူတွေစီမှာလေးမရှိနိုင်မင်းနဲ့ကို game account တန်ဖိုးကိုတက်စီမဲ့ skin တစ်ကောင်လေးဖြစ်လာနိုင်ပါသည်အကယ်၍ honor pass ဝယ်ပြီးရင်တော့ဒီ skin ကိုရအောင် try ကြပါ honor pass မဝယ်ပြီးရင်လည်း free skin တွေကိုရအောင်ကုန်စည်မှုမမိပါနဲ့အခုပြပြသွားတာတွေက January လအတွင်းရဖို့တည်ကြတဲ့ skin တွေဖြစ်ပြီး HOK ဘက်က player တွေအတွက် surprise ဆိုပြီးတော့ free ထပ်ပေးလာနိုင်မယ့် skin event တွေလည်းရှိလာနိုင်ပါသေးတယ်။ကဲဒီနေ့ free ရမယ့် skin တွေအကြောင်းကတော့ဒီလောက်ပါပဲ။နောက်နေ့ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်ဗျ။အဆုံးထိကြည့်ရှုအားပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။